အားလုံးသောဓမ္မမိတ်ဆွေသူတော်ကောင်းအားလုံးအပေါင်းတို့မင်္ဂလာပါဦးတင်ကနှုတ်ခွန်းဆက်တာပါဒီနေ့ဗာလေးပြောရင်လဲဆိုတော့ဖြူခေတ်ဒီတနိုးတို့ခေတ်ကတရောင်းသားလင်မယားအကြောင်းကိုဦးတင်ကဒါလေးနည်းနည်းလေးပြောရင်အဲ့ဒါလေးကိုဘယ်လိုများပြောရင်တော့ပညာရှိတဲ့သူကိုစီကံမိပူဇော်မိကိုးကွယ်မိလမ်းကြောင်းမမားဘူးလို့ဦးဇင်းကတော့ဒါမျိုးပြောရင်ပညာရှိတဲ့သူကိုစီကံမိကိုးကွယ်မိရင်လူတွေကအသက်တချောင်းလည်းမကဲမသေးသလိုမိမိကိုယ်တိုင်လည်းပဲမသေးဘူးပေါ့ဗျာအဲ့ဒါတွေကဘာလေးပြောရင်တာတော့ဆိုတော့ဒီပြည်ဘက်မှာဖြစ်တာပြည်ခက်လောက်ကတော့တောင်းသားလင်မယားဗကြီးတယ်မှာချင်းချင်းတက်တာချင်းချင်းတက်တော့ဘာဖြစ်ရှင်တော့ဆိုတော့တောင်းသားမြင်လင်လုတ်တဲ့သူဇနီးလုတ်တဲ့သူကဘာချင်းချင်းတက်တုံးဆိုတော့ဘရင်ပွဲတော်အုပ်ကိုစားရင်လည်းဆိုပြီးတော့ရှင်ချင်းတက်တာအဲ့ဒီလိုရှင်ချင်းတက်တော့လင်ယောက်ျားလုတ်တဲ့သူကဘာလုပ်တုံးဆိုတော့ဘရင်ကကြောင်းတစ်ကြောင်းနောက်သွားပြီးတော့သင်္ကန်းဒီခိုးသပိတ်ဒီခိုးခေါင်းကရုံတုံးပြီးတော့သင်္ကန်းဒီကြနနရုပ်တည်တက်ခတ်ဝိုးဝဲပြီးတော့အိန္ဒိယနဲ့သွားပြီးတော့နန်းတော်တွေကိုသွားပြီးတော့စွန့်သွားလှုပ်ခံတာစွန့်သွားလှုပ်ခံတော့အိန္ဒိယလည်းအိန္ဒိယရက်တည်မင်္ဂလာနဲ့ပြည့်စုံတာဒါမှရောင်းသားပဲလေဒါမှသူ့အချိန်ကြီးအိန္ဒိယရက်တည်နဲ့ပြည့်စုံနေတာဆိုတော့အဲ့ဒီအိန္ဒိယရက်တည်နဲ့ပြည့်စုံဘုရင်ကြီးဟာဒီအချိန်မှကြွလာတဲ့ပုဂ္ဂိုလ်ဒါတာမန်ပုဂ္ဂိုလ်တော့မဟုတ်ဘူးထူးခြားခြားရှိလောက်တယ်ဆိုပြီးတော့စွန့်လောင်းပြီးတော့နောက်ကနေပြီးတော့အမတ်တွေ3-4ယောက်လောက်လိုက်ခိုင်းရတာအဲ့လိုအမတ်တွေလိုက်ခိုင်းလိုက်တော့တကယ်လိုက်သွားတာဟာဒဲလိုက်တော့လဲလို့တော့မရဘူးပေါ့ကွင်းကနဲ့လိုက်သွားတာအဲ့လိုလိုက်တော့လိုက်ပါရှောင်းမြောင်းပြီးနောက်ကနေပြီးတိတ်ကိုဘယ်နာရောက်တော့တင်ញိုင်ကုန်းနာရောက်တာတင်ញိုင်ကုန်းနာရောက်ဟာဟောတွေ့ခဲ့လားအခုတော့ဟုတ်လားဆယ်လားအတူလားတန်ခါအစိဟာအရှင်ဖေမင်းပညာရှိတဲ့အမတ်ကိုပေါင်းထားဟာအရှင်ဖေတင်ញိုင်ကုန်းနဲ့လေရောက်ပြီရောရှင်ဖေဘာပြောကောင်းလဲသင်္ကန်းရောလူရောအကုန်လုံးပျောက်သွားတာသင်္ကန်းကိုပျောက်ကျသွားတာတော်တန်ဇမက်ဖို့ရထားတဲ့ပုံကိုရလို့တော့သူကမပြောဘူး။ဘာကြောင့်ဒါမျိုးပြောရတာလဲဆိုလို့ရှိရင်သူကဒဲများ6လိုက်မယ်ဒဲများသတော်ဦးတင်လိုက်မယ်ဆိုလို့ရှိရင်စောနာတော်ကလင်မယား2ယောက်ပေါ့။ထဲတွေကပရိသန်တွေတီးနေတဲ့ကလေးရောသိမယ်လေ။အဲ့ဒီလိုသိမှကြောက်လို့ဟိုကဘယင်မင်းကိုတင်ញိုင်ကုန်းနဲ့လည်းရောက်ပြီးတော့သင်္ကန်းမှာပျောက်သွားပါတယ်ဗျာဆိုပြီးရှောက်လိုက်။ဒါဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကိုစီးကပ်ထားတဲ့အတွက်ကြောင့်ဘေးဒုက္ခမရောက်ဘူးလို့